တကယ်လက်တွေ့စမ်းကြည့်ရမယ်တဲ့ဒူးတွေနာနေတာစေးလဲစုံနေပြီကျေးဇူးပါတဲ့ဒီကွန်မန့်လေးကတော့အထိုင်အထပြုလုပ်တဲ့အခါမှာဒူးကောင်းတွေကအတန်မီတာဒူးတွေနာတာဒူးတွေကြိုက်တာစားတဲ့ဝင်နာရှင်တွေအတွက်လွယ်ကူရိုးရှင်းတဲ့အိမ်နွန်းတဘာဝစေးနည်းလေးကိုမျှဝေထားတဲ့ဘူရီရဲ့အောက်မှာမှန်ထားတဲ့ကွန်မန့်လေးဖြစ်ပါတယ်ကွန်မန့်မှာရှင်ဘိုးဗျာတကယ်လို့ဘုံဘုံကဒူးနာနေတာကြာပြီပေါ့နော်အခုလို့စေးတွေကလည်းစုံနေပြီမသက်တာဘူးဆိုလို့ရှိရင်တော့ကျမတို့ရဲ့ကျမကြီးထုတ်ကုန်ဖြစ်တဲ့ရွှေလာပန်လိန်စီလေးကိုညွှန်ပြပြရစီရှင်ရွှေလာပန်လိန်စီလေးရဆိုလို့ရှိရင်တဘာဝပါဝင်ပစ္စည်းဖြစ်တဲ့သရင်ကြီးမြစ်တော်ရှောက်မြစ်ကိုရီးယားဂျင်းစင်ပြင်တဘာဝပင်းတောက်စစ်စစ်ပြီးတဲ့အခါကျမတို့ခန္ဓာကိုယ်မှာရှိတဲ့အယိုးအစစ်အကျော်ကြွက်သားတွေကိုများစွာအထောက်အကူပြုတဲ့အနှိမ့်စီ၃မျိုးကိုပါနိုင်ငံခြားကနေမှာယူပြီးတဲ့အခါစနစ်တကျပေါ့နော်လားနဲ့ချီပြီးတော့ရောဆက်ပြီးတဲ့အခါမှာစေးစိမ်ပေါ်ဆက်ထားတာဖြစ်တဲ့အတွက်စေးရဲ့စိတ်ဝင်မှုနဲ့ထိရောက်မှုကရန်ကိုမြန်ဆန်ပါတယ်ရွှေလာပန်လိန်စီလေးကိုတေချာစွာလုပ်ပြီးတော့မိမိနာကျင်ကြိုက်ခဲနေတဲ့နေရာကိုအသားရဲ့စိတ်ဝင်အောင်တေချာစွာပုတ်လိမ့်မိမယ်ဆိုလို့ရှိရင်တော့လိမ့်ပြီး9မိနစ်တွင်မှာပဲမိမိနာကျင်ကြိုက်ခဲနေတဲ့အယိုးအစစ်ကြွက်သားတွေနာကျင်တဲ့ဝေနာတိတတာသက်တာပြောင်းခင်းစေပါတယ်ရှင်ဒါကြောင့်ရွှေလာပန်လိန်စီလေးကိုသုံးဆွဲသူ customer တွေက9မိနစ်လိန်စီဆိုပြီးတော့ခေါ်ကြပါတယ်ရွှေလာပန်9မိနစ်လိန်စီလေးကိုလိုအပ်တယ်ဆိုလို့ရှိရင်တော့ဘလူရဲ့နောင်နာလေးမှာဖုန်းနံပါတ်လေးတင်ပေးထားပါတယ်အမျိုးမျိုးအနေနဲ့ delivery ရောက်တဲ့နေရာတိုင်းကိုအိမ်ရောက်ငွေချစ်ချင်းနဲ့ပို့ဆောင်ပေးနေပါတယ်ရှင်အခု